လုံးပဲမင်္ဂလာပါနော်ဝါ collection ကချင်လုံးညီမတလေးရပါနော်ဆိုင်လိပ်စာလေးကတော့လမ်း60 33နောက်မှာဖွင့်နေထားပါတယ်ဆိုင်မှာလည်းစိတ်ကြိုက်လာပြီးလို့ရပါတယ်ရှင်လက်လီလက်ကလိုချင်လူများလည်းဆက်သွယ်မှာနိုင်ပါတယ်ပစ္စည်းစုံဒီဇိုင်းစုံကိုတနေရာထဲမှာရနိုင်တဲ့ဝါ collection ပါရှင်အထည်အားလုံးကလုံးဝ error ကင်းရှင်းကြောင်းအာမခံပါတယ်လုံးဝအထည်တွေကိုစစ်ခောက်တက်ပြီးတော့မှပဲရောင်းပေးပါတယ်နော်အဲ့ဒါပါတဲ့အထည်တွေကိုလုံးဝမရောင်းပေးပါဘူးပစ္စည်းကောင်း quality ကောင်းရခြင်းနော်ဝါ collection ကိုအရောက်ကြွလာခဲ့ပါရှင်ဆိုင်ရတော့မနေ့7နာရီနေည7နာရီထိပိတ်ရမရှိနေတိုင်းဖွင့်ပါတယ်ဆိုင်မှာလည်းလာရောက်အားပေးလို့ရပါတယ်ရှင်ဒါလေးကတော့နွေရာသီရောက်ပြီပေါ့နော်ဒါလေးတွေခြိသား quality လေးတွေ share ကြိုက်တယ်ဆိုရင်ယူပါတချို့ကျတော့ခြိဆိုရင်ကြောက်ကြရပေါ့နော်ဒါတွေကတော့မြကျီနာကခြိဖြစ်တဲ့အတွက်အယောင်တွေကတော့လုံးဝအာမခံပါတယ်တစ်တရာအတိုင်းဖောက်ခြိ share ကိုပဲခတ်ပေးထားတယ်စင်တူလေးဝစ်ချင်စင်တူလေးရပါမယ်ပြီးတော့အမိတ်ကလည်းလုံးဝအထည်ကြီးတွေမှာခတ်တဲ့အပြည့်အကျစ်ကိုခတ်ပေးထားတယ်လက်ကိုလည်းအဆန်ခွဲပြီးတော့ခတ်ပေးထားပါတယ်ခြိ quality share ကောင်းလေးကြရင်တော့ဒါလေးယူပါရှင်ဈေးနှုန်းကတော့3,300ကျပ်ပါရှင်ဂိုက်ရီကတော့9,000တထွားနေပါတယ်မြကျီနာကအထည်စစ်စစ်လေးဖြစ်ပါတယ်စိတ်ချလက်ချယူလို့ရပါတယ်ရှင်သူကတော့လုံးဝအမိတ်နဲ့တင်ကိုလုံးဝအတက်ပါနော်။မကြည့်ပါဘူး။အမိတ်ကိုလုံးဝပြပြချစ်ကလေးခတ်ပေးထားတယ်။အယောင်လေးကလည်းဆောင်းနွေရာသီဝတ်တဲ့အတွက်မျက်စိလေးပဲအယောင်မျိုးလေးပါရှင်။ဂိုက်ရီကတော့9,000ထွားနေပါပါမယ်။ဂိုက်ရီကလည်းကပများတယ်လို့အနံကလည်းမြင့်မြင့်လေးကြိုက်တဲ့လူတွေအတွက်အဆင်ပြေတဲ့အထည်ပါ။ဈေးနှုန်းကတော့138ပါရှင်။ကြိုက်တာကို screenshot လေးရိုက်ပြီးတော့မှစီမာပေးပါရှင်။ကျေးဇူးပါ။